ဘာလို့လဲမင်းလိုရက်ဆက်တက်တဲ့မိန်းကလေးကိုမှကိုတိတ်ပြီးချစ်ခဲ့မိရလဲတွေ့တာနောင်တရခြင်းပဲမဲ့ကိုမရခဲ့ပါဘူးကိုလည်းချစ်နေအောင်ပဲမင်းပြစ်ထားတဲ့ချစ်နေမယ်မင်းမုန်းသွားလဲချစ်နေမယ်ကိုတခုလေးရဲ့ပါမင်းအမုန်းတွေကိုကျေးဇူးပြုပြီးတော့ရက်တက်ပေးနေချင်ပါတယ်ကလေးရဲ့အသားကြဖို့တခက်တော့ခက်လိမ့်မယ်တတိမရမိအောင်ကြိုးစားရတော့မယ်ထင်နေဟိုရင်လို့မနှွေးထွေတော့ယုံဖို့တိတ်မချစ်တတ်တယ်လို့ဖို့တူတူထားခဲ့ကြတဲ့ကတိတွေပြတ်ပြီးမေးပြလိုက်ယုံဖို့လွန်တာတော့တယ်လို့ပေါ့နေသာကြသွားမှာပေါ့ဒီလိုစိတ်ပြေုံနဲ့မဖြစ်နိုင်တာလေတွေးမိထားတာပေါ့မျောလင်းတယ်လို့ဖြစ်မလာတဲ့ဒီဘဝတွေကိုပြည့်တဲ့ကိုပေါ့နောက်ထပ်ဝေးဖို့ထချစ်ဖို့မလွယ်တော့တေးကြတာပေါ့Now the way will tap in my chair, I know.